ချက်တူရွေးတောင်တရေခစ်တရာမျှော်စင်ကိုရောက်နေတာဖြစ်ပါသည်စပိန်နဲ့လာတာဖြစ်ပါတယ်မျှော်စင်ပေါ်ကနေရိုက်နေတာပါဒါကကျွန်တော်တို့ရဲ့ James Bond ဟိုမှာမိခိုးပြပြနဲ့မြင်နေတာကပြည်မျိုးရဲ့အမိုက်ပုံဖြစ်ပါတယ်အမိုက်ပုံလမ်းနေပြီးတော့လိုက်ထွက်လေးတစ်စီးတက်လာပါပြီဦးရဖာရနဲ့တက်လာပြီသူတို့လည်းဒီမျှော်စင်ကိုလာကြတဲ့နေမှာဖြစ်ပါတယ်ဒါအမိုက်ပုံဒီမှာလာပုံကြတာပေါ့နော်မျှော်စင်ကရိုက်နေတာပါဒီမှာကားလေးတစ်စီးတက်လာမယ်ဦးရဖာရနဲ့ဒါကရှေးဟောင်းစီရီတဆူဖြစ်ပါတယ်ကျွန်တော်ပါအားလုံးမင်္ဂလာမနက်ခင်းပါဗျာနေအထွက်မှာရှက်နဲ့ငွေအပြည့်ခတ်လာပြီးတော့အားလုံးရကြပါသေး